ပြီးခဲ့တဲ့အပိုင်းမှာဆူရူကီအနိုင်ယူခဲ့တဲ့အသင်းကတော့ရိုင်မွန်ဘောလုံးကလပ်ရဲ့ဒုတိယအသင်းပဲဖြစ်ပါတယ်။နီးပြကူတိုကရှင်တိုတို့ကိုဆူရူကီကတက်စိန်9ကပို့လိုက်တယ်လို့ပြောရပါတယ်။ရှင်တိုကဆူရူကီကိုဒီကိုဘာရည်ရွယ်ချက်နဲ့လာတာလဲလို့မေးပါတယ်။ဆူရူကီကရိုင်မွန်ဘောလုံးအသင်းကိုပုံစံပြောင်းဖို့လာတာလို့ပြောပြီးတော့သူအသစ်ဖွဲ့စည်းထားတဲ့ရိုင်မွန်ဘောလုံးကလပ်ရဲ့လက်ရွေးစင်အသင်းကိုလည်းပြလိုက်ပါတယ်။ဆူရူကီကဘောလုံးပြိုင်ပွဲတစ်ခုလုပ်ပြီးတကယ်လို့ရိုင်မွန်အသင်းရှုံးခဲ့ရင်တော့အသင်းကိုဖျက်သိမ်းပေးရမယ်လို့ပြောပါတယ်။ရှင်တိုကလည်းလက်ခံလိုက်ပြီးဒီလိုနဲ့ဆူရူကီရဲ့အနက်ရောင်သူရဲကောင်းအသင်းနဲ့ရှင်တိုတို့ရဲ့ရိုင်မွန်လက်ရွေးစင်အသင်းတို့ရဲ့ဘောလုံးပွဲကစပါတယ်။ပွဲစားနဲ့ရှင်တိုနဲ့မီနာမီဆာဝါတို့ကအတွဲညီညီနဲ့အနက်ရောင်သူရဲကောင်းအသင်းကိုစပြီးတော့တိုက်စစ်ဆင်ပါတယ်။ရှင်တိုကွင်းလယ်ကိုချပေးတဲ့ဘောလုံးကိုမီနာမီဆာဝါကဂိုးပေါက်ကိုတန်းပြီးတော့ကန်လိုက်ပါတယ်။ရိုင်မွန်အသင်းကတော့ဂိုးပြီးထင်လိုက်ပေမဲ့အနက်ရောင်သူရဲကောင်းအသင်းရဲ့ဂိုးသမားကတော့အေးအေးဆေးဆေးပဲလက်တစ်ဖက်ထဲနဲ့ဖမ်းပြလိုက်ပါတယ်။ဒီလိုနဲ့အနက်ရောင်သူရဲကောင်းအသင်းရဲ့တံပြန်တိုက်စစ်ကစပါတယ်။အနက်ရောင်သူရဲကောင်းအသင်းကအလင်းအမြန်ပဲတယောက်နဲ့တယောက်မြေမကျဘောလုံးပေးပို့ပြီးတော့အချိန်ခဏအတွင်းမှာရိုင်မွန်အသင်းကိုဂိုးသွင်းလိုက်ပါတယ်။ဒီလိုနဲ့အနက်ရောင်သူရဲကောင်းအသင်းကတကိုးအတာနဲ့ရိုင်မွန်အသင်းကိုဥဆောင်နေပါတယ်။ပွဲပြန်စတဲ့အချိန်မှာလဲဆူရူကီကရိုင်မွန်အသင်းစီကဘောလုံးကိုလူပြီးလင်းမြန်တဲ့အချိန်နဲ့ရိုင်မွန်တစ်သင်းလုံးကိုကြော်ဖြတ်ပြီးတော့လိမ့်ခောက်သွားပါတယ်။ဂိုးအေရီယာရောက်တော့သူ့ရဲ့တေမင်းတမန်သားနဲ့ဂိုးပေါက်စီကိုကန်လိုက်ပါတယ်။ရိုင်မွန်ဘောလုံးအသင်းရဲ့ဂိုးသမားဆန်ကိုကူကလည်းဒီတစ်ခါတော့မကိုးစေရဘူးဆိုပြီးတော့သူ့ရဲ့လောင်မြိုက်ဖမ်းဘောနဲ့ဘောလုံးကိုတားပါတယ်။သူ့အစွမ်းနဲ့ဘောလုံးကိုတားပေမဲ့ဘလို့မှတားလို့မရပဲဘောလုံးကသူ့လက်ထဲကလွတ်ထွက်ပြီးတော့ဂိုးသွားပါတယ်။ပရီးမီးယားလိဂ်မှာလီဗာပူးကမန်ယူကို7စီးနဲ့တီးခဲ့ပေမဲ့အခုအနက်ရောင်သူရဲကောင်းအသင်းကတော့ရိုင်မွန်အသင်းကိုတန်းစီးနဲ့အသေးတီးနေပါတယ်။ဒါကိုမြင်တဲ့မဆူကာဆဲကတော့နီးပြကိုတစ်ခုခုလုပ်ဖို့ပြောပါတယ်။နီးပြကတော့တစ်ခုခုလုပ်ရမှာသူ့ရဲ့အလုပ်မဟုတ်ပဲကစားသမားတွေရဲ့အလုပ်လို့ပြောပါတယ်။ခူတိုကရိုင်မွန်ဘောလုံးကလပ်ထဲကိုဝင်ကျင်နေတဲ့မဆူကာဆဲကိုအခုအစမ်းခန့်ကြည့်မယ်လို့ပြောပြီးတော့မီနာမီဆာဝါနေရာမှာမဆူကာဆဲကိုလူစားလဲလိုက်ပါတယ်။သူငယ်ငယ်ကတည်းကအမြဲကစားကျင်ခဲ့တဲ့အသင်းမှာကစားခွင့်ရတဲ့မဆူကာဆဲကသူချစ်တဲ့ဘောလုံးကိုကာကွယ်ဖို့အတွက်ဆူရူကီစီကဘောလုံးကိုလူပါတယ်။ဒါပေမဲ့ဆူရူကီကတော့ရိုင်မွန်အသင်းသားတယောက်ချင်းစီကိုဘောလုံးနဲ့ထိခိုက်နာကျင်ပြီးမထနိုင်အောင်လုပ်ပါတယ်။နောက်ဆုံးမဆူကာဆဲတယောက်ပဲကြံခဲ့ပေမဲ့မဆူကာဆဲကတော့ဆူရူကီစီကဘောလုံးကိုဆက်ပြီးတော့လူနေပါတယ်။တကယ်တော့တက်စိန်9ဆိုတာဂျပန်နိုင်ငံကအကောင်းဆုံးကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပြီးတော့သူတို့ရဲ့ရည်ရွယ်ချက်ကတော့ဂျပန်နိုင်ငံမှာရှိတဲ့အသင်းသားတွေကိုချုပ်ကင်ဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ရှင်တို့ကလည်းဆူရူကီစီကဘောလုံးကိုလူပေမဲ့လည်းလူလို့မရပါဘူး။အသင်းသားတယောက်ကတော့သူကဆက်မကစားနိုင်တော့ဘူးလို့ပြောပြီးတော့ပြိုင်ပွဲကနေထွက်သွားပါတယ်။ဆူရူကီကမဆူကာဆဲကိုရိုင်မွန်အသင်းကဒီလောက်ပဲလားလို့မေးပေမဲ့ဆူရူကီစီကဘောလုံးကိုရသွားတဲ့မဆူကာဆဲကတော့အရှုံးမပေးပဲအနက်ရောင်သူရဲကောင်းတဲ့တင်းလုံးကိုကြော်ဖြတ်ပြီးတော့လိမ့်ခောက်သွားပါတယ်။မဆူကာဆဲကဂိုးအေရီယာကိုရောက်ပေမဲ့ဂိုးမသွင်းပဲဘောလုံးကိုဆွဲပြီးတော့ပြန်ပြေးလာပါတယ်။အသင်းသားတွေကတော့သူတို့ကိုဘောလုံးပေးဖို့ပြောပေမဲ့မဆူကာဆဲကတော့ဘသူ့ကိုမှဘောလုံးမပေးပဲသူတယောက်တည်းဘောလုံးကိုဆွဲပြီးတော့ပြေးနေပါတယ်။အသင်းသားတွေကတော့နားမလည်ပေမဲ့ခူတိုကတော့မဆူကာဆဲကသူ့အသင်းသားတွေနားနေတာကိုသိလို့သူတယောက်တည်းဘောလုံးကိုဆွဲပြီးတော့အချိန်ပြည့်တဲ့အထိပြေးနေတာလို့ပြောပါတယ်။ဒါကိုသိတဲ့ဆူရူကီကလည်းသူ့အသင်းသားတွေနဲ့မဆူကာဆဲပြေးလို့မရအောင်ပိတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဆူရူကီကအင်အားကြီးမှလာတဲ့အဘာသာဆိုတာကိုပြပါတယ်။အဘာသာဆိုတာစွမ်းအားအများကြီးရှိမှထုတ်နိုင်တဲ့အရာဖြစ်ပြီးတော့ပုံမှန်ဆိုရင်တာမန်မျက်စိနဲ့မမြင်ရပါဘူး။ဒါပေမဲ့အစွမ်းတွေကိုကျွမ်းကျင်သုံးနိုင်မယ်ဆိုရင်တော့အားလုံးမြင်ရတဲ့ပုံစံဖြစ်သွားပါတယ်။မဆူကာဆဲကအံ့ဩသွားပေမဲ့ဆူရူကီကအံ့ဩတာစောသေးတယ်ဆိုပြီးတော့သူ့ရဲ့အဗရာနဲ့မဆူကာဆဲကိုစပြီးတော့တိုက်ခိုက်ပါတယ်။မဆူကာဆဲကလဲကျသွားပေမဲ့ပြန်ထပြီးတော့သူကအားလုံးနဲ့အတူဘောလုံးအတူကစားကျင်သေးတယ်လို့ပြောပါတယ်။ပြီးတော့မင်းကတာဝန်ယူထားတဲ့အရာကိုအပီးထိလုပ်ရင်နီလန်းကောင်းကိုတွေ့လာနိုင်တယ်လို့မဆူကာဆဲကပြောပါတယ်။အဲ့ဒီအချိန်မှာဆူရူကီကမဆူကာဆဲကိုဘောလုံးနဲ့ကန်လိုက်တဲ့အတွက်မဆူကာဆဲကလဲကျသွားပါတယ်။လဲကျသွားတဲ့မဆူကာဆဲကပြန်ထပြီးတော့ရှင်တိုရဲ့အင်ဂျီကိုဆွဲကခေါင်းဆောင်ကိုအရှုံးမပေးဖို့ပြောပါတယ်။မဆူကာဆဲရဲ့စကားကိုကြားတော့ရှင်တိုကသူကခေါင်းဆောင်တယောက်ဖြစ်ပါလျက်နဲ့သူ့အသင်းသားတွေကိုမကာကွယ်ပေးနိုင်ခဲ့ဘူးဆိုတဲ့စကားနဲ့အတူသူ့ရဲ့ခန္ဓာကိုယ်ထဲကနေဘာသာကလည်းထွက်လာခဲ့ပါတယ်ဒါကိုမြင်ရတဲ့မဆူကာဆဲလည်းအံ့ဩသွားရင်းနဲ့အပိုင်းနှစ်ကတော့ဒီနေရာမှာတင်ပဲပြီးဆုံးသွားပါတယ်စိတ်ဝင်စားစရာအပိုင်းတွေကိုနောက်နေ့မှာဆက်ပြီးတော့တင်ပေးသွားမှာဖြစ်တဲ့အတွက် like comment နဲ့ subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပေးရစီ